ministry ထဲမှာဖြစ်နေရတဲ့ David လာဖုံးထားတယ်ဖုံးတယ်ကွာဘာဖြစ်လဲမေတ္တာဒီခတ်သိမ်းသောအရာကိုဖုံးတတ်တယ်တကယ်တမ်းခမရတို့အားလုံးရဲ့အပြစ်တွေကိုဖယားသခင်တကယ်ဖော်ရမလားဖော်ရင်တယောက်မှမလွတ်ဘူးခမရလောကမှာသူများမကောင်းတာကြည့်ပြီးတော့သူ့ကိုယ်သူကောင်းတယ်မထင်နဲ့လောကမှာလေဟန်ဆောင်ကောင်းတဲ့လူကလူကောင်းဟန်မဆောင်တတ်တဲ့လူကလူဆိုးဒါမဲ့မှတ်ထားဖယားရှိမှတယောက်မှမကောင်းဘူးဟန်ဆောင်ကောင်းတဲ့လူကဟန်မဆောင်တတ်တဲ့လူကမကြားလို့ပြန်ပြောမယ်ဟန်ဆောင်ကောင်းတဲ့လူကဟန်မဆောင်တတ်တဲ့လူကဒါမဲ့နှစ်ဖွဲ့လုံးကအတူတူပဲအတူတူနဲ့အနူနူပဲဒီပုတ်ထဲကအဲ့တော့မြ